အခုဆိုလေဒါအမေရိကန်မှာဒါမိုင်ပေါင်း2300ကျော်ဗျာဗုဒ္ဓဘာသာရဟန်းတို့တွေဥဆောင်ပြီးတော့ငင်းကြိုင်းတက်လမ်းလျှောက်နေကြတယ်ဗျာဒါလိုပဲဆရာတော်ကြီးတွေအခုလိုစစ်ပွဲတွေဖြစ်နေတာလူတွေတတ်တာကိုသူတို့အနေနဲ့မျက်ကွယ်ပြုမနေတဲ့မှုပေါ့ဗျာကျွန်တော်ပြောချင်တာအဲ့ဒီတော့ဆရာတော်ကြီးတို့ကျွန်တော်ကဒီငင်းကြိုင်းရေးကိုပြည်တွင်းမှာလှုပ်ရှားမှုတွေဖြစ်လာအောင်သိတယ်မလားဒါတူအားတစ်ခုဖြစ်တော့သူတို့ရဲ့ဟိုဒါအရေးတွေနဲ့ပါဝါတွေနဲ့ကျွန်တော်တို့ကဒါဖြစ်လာစီချင်တာပေါ့တတိရှိတယ်ဆိုတဲ့ဟာကကျွန်တော်ပြောချင်တာဗျာငင်းကြိုင်းရေးလုပ်တယ်ဆိုတတိရှိမှလုပ်လို့ရတယ်ဗျာကျွန်တော်ပြောချင်တဲ့ဟာကအခုလိုအင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူကိုအနိုင်ကျင့်တယ်လက်နဲ့မရှိတဲ့သူကိုအခုလိုလေရင်ပုံချက်တတ်တယ်ဆိုတာဒါတတိရှိတဲ့လုပ်ရမှာဘူးဗျာတရုတ်ကိုယ်တိုင်ကဗျာကျွန်တော်တို့နိုင်ငံကိုဗျာတည်တယ်မလားဟိုစစ်အုပ်စုကိုလည်းအလေးမတာခိုင်းဘူးတော်လိုင်းရေးအဖွဲ့အစည်းတွေလည်းအလေးမတာဘူးသူတို့ကစားနေတယ်ဗျာအဲ့ဒါမှသူ့အကျိုးစီးပွားအတွက်ကိုအခုမြေရှားတွေလည်းယူလို့ရမယ်ဗျာဒီစစ်အုပ်စုကိုလည်းလုပ်ပြီးတော့အခုလိုမြစ်ဆုံကိစ္စတွေလည်းလုပ်လို့ရမယ်ဗျာကျွန်တော်ပြောချင်တာကအဲ့လိုကစားနေတယ်လို့ကျွန်တော်ကယူဆတယ်ကျွန်တော်တို့ဒီငင်းကြိုင်းကလည်းများအဖွဲ့ကကျွန်တော်တို့ဒီလုပ်ငန်းစဉ်3ခုကိုတိကျလုပ်ပါတယ်အဲ့ဒါတော့ကျွန်တော်တို့ဒီအမေစုတောင်ဆန်းစုကျင်တဲ့နိုင်ငံရေးကျင်းပမဲ့လွတ်မြောက်ရေးဒါနံပါတ်1လုပ်ငန်းစဉ်ပေါ့လေနံပါတ်2လုပ်ငန်းစဉ်ကကျွန်တော်မြန်မာပြည်ငင်းကြိုင်းနံပါတ်3လုပ်ငန်းစဉ်ကကျွန်တော်တို့ကဒီပြည်သူ့ကူညီရေးပေါ့လေပြည်သူ့ကူညီရေးဆိုတဲ့နေရာမှာကျွန်တော်ငလျင်ပြတဲ့ပြည်သူတွေကူညီတာနဲ့ကျွန်တော်စစ်ဆောင်ပြည်သူတွေကူညီရေးပေါ့လေအဲ့ဒီလုပ်ငန်းစဉ်3ခုကိုဆောင်ရွက်ပါတယ်ခင်ဗျနောက်တစ်ခုကကျွန်တော်တို့ဒီငင်းကြိုင်းကလည်းများအဖွဲ့ကကျွန်တော်တို့ကပေါ့လေဒီဘယ်လိုဖွဲ့စည်းထားလဲဆိုတဲ့ကတော့ကျွန်တော်ဒီဒါဥဆောင်ကော်မတီက15ဦးဖွဲ့စည်းထားတာပေါ့လေဘိုးကော်မတီက30ပေါ့အဲ့ဒီမှာရိုးရိုး group member ကျွန်တော်တို့ကဒီလောလောဆယ်ကတော့ဒီ group ထဲမှာဒါတရားဝင်ကျွန်တော်ရှိတယ်ပေါ့လေဟုတ်ကဲ့အဲ့ဒီဟာကျွန်တော်တို့ဒီဖွဲ့ကျွန်တော်တို့အဖွဲ့အစည်းကဘယ်ကနေလာတာလဲဘယ်ကနေစဆင့်တက်လာတာလဲဆိုတော့ကျွန်တော်တို့ဒီငင်းကြိုင်းကလည်းများဖွဲ့လို့ပြောင်းလဲလာတာကျွန်တော်တို့ဒီ2025ဒီဟို9လပိုင်းဒီ9ရက်နေ့လောက်မှာကျွန်တော်စပြီးတော့ဒီပြောင်းလဲဖွဲ့စည်းလာတာပေါ့အဲ့ဒီမတိုင်ခင်ကျွန်တော်တို့ကဒီဟိုငလျင်ဘေးတန်းပြည်သူတွေဖြစ်တဲ့ချိန်မှာ4လမဲ့1ရက်နေ့လောက်မှာကျွန်တော်တို့အိုဆာကာမှာရှိတဲ့ကျွန်တော်တို့ဂျပန်ရောက်မြန်မာတွေစုပြီးတော့ကျွန်တော်တို့ကဒါဘူခင်ကတ်တို့အလူခံပြီးတော့ဗောလေစစ်စတာငွေပြည်တဲ့ပြည်သူတွေကူညီရေးလုပ်ကြတာဗောလေအဲ့ဒီကနေမှစလိုက်တဲ့ချိန်မှာကျွန်တော်တို့ကအရင်တော့ကတော့အဲ့ဒီငလျင်ရေးတွေမတိုင်ခင်နဲ့တော့ကျွန်တော်တို့ကဒီမှာရှိတဲ့ဂျပန်မှာရှိတဲ့ဒါဒေါ်လာရေးဖွဲ့စည်းတို့ရမိုးရှာဖွေတဲ့ပုံမှာဒါကျွန်တော်တို့ကအတီးတီးပါဝင်ပြီးတော့ဆောင်ရွက်နေကြတာဗောဗျာအဲ့ဒီကနေမှကျွန်တော်ငလျင်ရေးလုပ်တဲ့ချိန်မှာငလျင်ရေးကိုစူးစီးလိုက်တယ်စူးစီးလိုက်တဲ့ချိန်မှာကျွန်တော်တို့ကဟိုဒီငလျင်ဖြစ်တဲ့အချိန်မှာသူကလူတွေလည်းအများကြီးတည်တယ်ဗောလေအဲ့ဒီငလျင်ဖြစ်နေတဲ့တန်းလန်းတွေကိုတော့စစ်အုပ်စုကလည်းဘုံကျဲတာဗောဗျာဘုံကျဲပြီးလူတွေကလည်းတည်နေတဲ့ချိန်မှာကျွန်တော်တို့က short အရန်ကြီးဖြစ်တယ်ဗောလေ short အရန်ကြီးဖြစ်တယ်ဆိုဟာအဲ့လိုဒီစစ်ပွဲတွေကြောင့်ဒီစစ်အုပ်စုရဲ့လေရင်ဘုံကျဲမှုတွေကြောင့်လူတွေအများကြီးတည်နေတဲ့သားနဲ့ဟိုငလျင်ကထပ်ဖြစ်တယ်ငလျင်ဖြစ်နေတဲ့တန်းလန်းတွေကိုစစ်အုပ်စုကဘုံကျဲတဲ့ခါတော့ကျွန်တော်တို့အရန်ကြီးဟိုထိခိုက်နာကျင်ရတယ်ကြီးကိုးရတယ်ဗောလေဒီဘက်မှာတော့ငလျင်ဟိုဘက်မှာတော့စစ်အုပ်စုနဲ့ဘုံကျဲဆိုပြီးအဲ့ဒီချိန်မှာကျွန်တော် short အရန်ဖြစ်ပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီပြည်သူတွေမခံနိုင်တော့ဘူးဗောလေအဲ့ဒီအခိုက်အတန့်မှာအဲ့ဒီအချိန်ဒီမှာဒါစစ်ကော်မရှင်ကလည်းသူကလည်းဒါအပြစ်ခတ်ရဆဲကြောင်းတွေကြီးညာလာတယ်ဗောလေနောက်တော့ဒါ KNA တို့ AA တို့နောက်ပြီးတော့ NUG မှာအစဒါအပြစ်ခတ်ရဆဲကြောင်းကိုဒါရက်အကန့်အသတ်နဲ့ကြီးညာလာတယ်ဗောအဲ့ဒီချိန်မှာကျွန်တော်တို့ကဒါဆိုတော့ငါတို့ဘယ်လိုပဲဖြစ်ဖြစ်ဟိုစစ်ပွဲတွေကြောင့်အများကြီးလူတွေလည်းတည်နေပြီပြည်သူလေးတောင်လည်းစစ်ကော်မရှင်ရဲ့လေဘုံကျဲလို့ပြည်သူလေးတောင်လည်းတည်သွားပြီထပ်ပြီးတော့လည်းမြို့ရွာတွေလည်းစီးနေပြီအဲ့ဒီအတွက်ကိုငါတို့ငင်းချမ်းရေးကိုစပြီးတော့လုပ်ကြမှရတော့မယ်ဆိုပြီးကျွန်တော်တို့အဲ့ဒီအဖွဲ့အစည်းကနေဒါဆုံးဖြတ်ပြီးတော့ကျွန်တော်တို့အဲ့မှာဆုံးဖြတ်တယ်ဆိုအကုန်လုံးတော့မဟုတ်ဘူးဗျာကျွန်တော်ငင်းချမ်းရေးတက်ကြွလို့ချလို့အသွေးမြင့်တူတဲ့တူတွေပြန်လဲစုဖွဲ့ပြီးတော့အဲ့ဒီကနေမှကျွန်တော်တို့ကဒါငင်းချမ်းရေးတောင်းဆိုပွဲဆိုပြီးစပြီးလုပ်ခဲ့တယ်ပေါ့လေအဲ့ဒီကနေမှဒီငလျင်အရေးကိုကျွန်တော်တို့ကဒီမှာအလူခံရရှိတဲ့ငွေတွေကိုအကုန်လုံးကိုစီစစ်ပြီးတော့အကုန်လုံးမြန်မာပြည်မှာရှိတဲ့ဒါငလျင်ပြီးတဲ့ပြည်သူတွေအကုန်လုံးကူညီပြီးသွားတဲ့အချိန်မှာငါတို့ဗာဆက်လုပ်ကြမယ်ဒီစုပွဲကိုဆိုတဲ့အခါကျမှဒီဟာနဲ့ကျွန်တော်တို့ကငင်းချမ်းရေးကိုငါတို့စတင်လုပ်မယ်ဆိုတော့ခုနကတော့မူ3ချက်နဲ့မေစုတဲ့နိုင်ငံရေးကျင်းပမဲ့လွတ်မြောက်ရေးမြန်မာပြည်ငင်းချမ်းရေးစစ်ဆောင်ကူညီရေးဟာကိုဆက်လုပ်မယ်ဆိုတော့ဒီဟာတခုကိုစုဖွဲ့ပြီးကျွန်တော်တို့ပြန်ပြီးပေါ်လာတာပေါ့ဒါတော့နောက်ပြီးကျွန်တော်တို့ထဲမှာပါနေတဲ့လူတွေကလည်းဒီဒါကတော့ကျွန်တော်ဒီမှာ live ပေါ်မှာလည်းတို့လေးကြရက်ရိုက်နေပေါ့ကျွန်တော်တို့ဆွဆွဲနေကြတာတွေရှိတယ်ပေါ့ဘောမာတို့ဒေါ်လာစားတို့6800စားတို့နောက်တစ်ခုကခုနကတော့အကူမေးတော့တို့ကျွန်တော်တို့နောက်ကွယ်မှာတယောက်ယောက်ကကျိုးကင်နေတာလို့ဒါမှမဟုတ်တခြား80စီမျိုးဆက်ကျောင်းသားကောင်းဆောင်တွေပဲတခုနိုင်ငံရေးသမားတွေပဲဖြစ်ဒါမှမဟုတ်စစ်အုပ်စုရဲ့ဟိုဘယ်လိုပြောမလဲဗာလဲဆဲတွေလို့ဘာလို့ကျွန်တော်ဆွဆွဲနေတာမျိုးရှိတယ်ပေါ့လေကျွန်တော်တို့ကဘုသူ့ကျိုးကင်မှာမဟုတ်ဘူးကျွန်တော်တို့လူငယ်တွေအယူဆရဒါကျွန်တော်တို့ဟာစစ်ပွဲတွေအများကြီးဖြစ်နေတဲ့လူတွေအများကြီးတည်နေပြီစစ်ဆောင်တို့တော့ဒုက္ခရောက်နေတဲ့အတွက်ကိုကျွန်တော်တို့ကဒါငင်းချမ်းရေးကိုစပြီးတော့အတန်လွှဲမရတော့မယ်ဆိုတဲ့အနေအထားနဲ့ကျွန်တော်ဆုံးဖြတ်ပြီးလုပ်ကြတာပေါ့အစတော့ကျွန်တော်တို့ကဒီငင်းချမ်းရေးကန်းတဲ့အဖွဲ့လိုမျိုးကြီးမယူရဘူးဗျာအခုလိုငင်းချမ်းရေးကန်းတဲ့အဖွဲ့ကြီးဖြစ်သွားတဲ့ခါကျတော့ပြည်ကနေဝယ်ထားတဲ့ပြည်ဖြစ်နေလို့ပုံရင်းနဲ့ကြတာပေါ့ဗျာတကယ်တော့ကျွန်တော်တို့ကြောက်လဲအစကကျွန်တော်တို့ယူရတာတော့ခုနကပြောသလိုဒီငဒီအရေးတော့ကိုကျွန်တော်တို့ကဒါဘိုခင်ကတ်စတိုလုတ်ဖို့အတွက်ပေါ့ဗျာပို့ပြီးတော့ခရီးရောက်အောင်ပေါ့ဖော်လော်များတဲ့ဟာတော့ကိုကျွန်တော်တို့ဝင်ပြီးတော့အဲ့ဒီပေကိုလုတ်လိုက်တယ်ပေါ့ဗျာကျွန်တော်တို့ပြောချင်တဲ့ဟာကအဲ့ဒီကနေမှပြင်တော့ဒီပေကလည်းပြီးသွားပြီပေါ့ဗျာပြောချင်တာဒီကျွန်တော်ငရေအရေးကူညီပြီးသွားရင်ဒါမဲ့လည်း set run ဖြစ်တဲ့ခါကျတော့လည်းဒီလှုပ်ရှားမှုတွေရှိတာပဲဆိုတော့ဒီပေကိုပဲပြန်ပြီးတော့အခုဆိုကျွန်တော်3ဆင့်လောက်တော့ပြောင်းလာတယ်ဒီတော့အစနေအဲ့ဒီမှာပေဝယ်ပြီးတော့ကျွန်တော်ကမြန်မာငရေကူညီဥစ္စာကမျိုးပတ်လူခံများအဖွဲ့ပါနာဆိုပြီးတော့နာမည်တက်ခဲ့တာကိုအဲ့ဒီနောက်ပိုင်းမှာအဲ့ဒီအဖွဲ့အစည်းကိုတော့ကျွန်တော်ပြန်ပြီးဖျက်သိမ်းလိုက်ပါပြီအခုကတော့ငင်းတိုင်းတော့ကြားလို့ရှာလို့စုပြီးတော့ငင်းတိုင်းကလည်းများအဖွဲ့ဖွဲ့ပြီးတော့ပဲဆက်လုပ်တော့မယ်ဆိုပြီးတော့ကျွန်တော်တို့ဗီဒီယိုဖိုင်တွေလည်းတိုင်ဝင်တင်ထားတယ်ပေါ့ဗျာပြောချင်တဲ့ဟာက
ပြောချင်တာကနောက်ကျောကကျွန်တော်တို့ဟာ help box ဆိုင်တွေပါတယ်အဲ့ဒါဟာတွေကိုအရင်မပြောနေဘူးဗျာကျွန်တော်အဲ့ဒီနောက်မှာကမြန်မာငွေကူညီအဲ့ဒီအဖွဲ့စစ်ဆောင်ရေးဟိုကငလျင်ပေးကူညီတဲ့အဖွဲ့အစည်းလုပ်ခဲ့တယ်ဗျာအဲ့ဒီဟာကိုမှအဲ့ဒီငလျင်ရေးမှာပါဝင်ခဲ့တဲ့လူတွေအားလုံးကလည်းဟိုငင်းချမ်းရေးကိုလက်ခံခြင်းမှလက်ခံမှာဗျာအဲ့ဒီကြောင့်အားလုံးနဲ့မတက်ဆိုင်ပါဘူးကျွန်တော်တို့တက်ကြွလို့ရှာလို့ငင်းချမ်းရေးကိုတက်ကြွလို့ရှာလို့တွေပဲဆက်လုပ်ပါမယ်ဆိုပြီးတော့တယုံဝယ်အခုဗီဒီယိုဖိုင်ရှိတယ်ဗျာပြမှာဝင်ကြည့်လို့ရတယ်ကြီးညာပြီးတော့လုပ်တာပေါ့ကျွန်တော်ဆွေးနွေးခြင်းတယ်ကိုလေအဲ့ဒါဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာဒီငင်းချမ်းရေးဆိုတဲ့ဟာကျွန်တော်တို့ကဗျာစစ်မှန်တဲ့ထာဝရငြိမ်းချမ်းရေးဆိုတဲ့ဟာကျွန်တော်တို့ကအခုစစ်ကော်မရှင်ကိုကျွန်တော်တို့ကအမြင့်ဖြုတ်တိုက်မှရမှာဗျာကျွန်တော်တို့ကနေပြီးတော့ထိတက်သိမ်းပြီးတော့ကိုလေဒီစစ်ကော်မရှင်ကြီးကိုအကိုတို့အမြင့်ဖြတ်တိုက်နိုင်လို့ပြီးတော့တဲ့ခါကျမှဖွဲ့စည်းမှုအတစ်နဲ့ဒါ Federal Democracy အားလုံးတဘောတူညီမှုဆွေးနွေးမှုတွေနဲ့လွတ်တော်တွေပြန်ခေါ်ပြီးတော့ကျွန်တော်တို့ကဒီအရင်တော့ကကျွန်တော်တို့အင်္ဂလိပ်ကနေကျွန်တော်လွတ်လိုက်ရခဲ့သူပေါ့ဗျာကျွန်တော်တို့ဒါတိုက်ပြပြီးလွတ်တော်တွေပြန်ခေါ်အဲ့လိုမျိုးပေါ့လေဖွဲ့စည်းပုံတွေရွေးချယ်ပြီးသူတို့ပြန်သွားတဲ့ခါကျမှထာဝရငြိမ်းချမ်းရေးပေါ့ဗျာဘယ်လိုဖြစ်ပွင့်မလဲအဲ့လိုသွားနေမှာကျွန်တော်တို့ကရမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတဲ့ဟာအခုကဒီစစ်အုပ်စုကြီးကိုကျွန်တော်တို့ကအမြင့်မပြုတ်အောင်မတော်လာမချင်းနောက်လဲထပ်ပြီးအာနာတိမ့်ပါပဲကျွန်တော်တို့ကပြောချင်တဲ့ဟာကဘယ်တော့မှလည်းအမြဲတမ်းလည်းဒီအခုတစ်ခါနည်းနည်းလေးဟိုဆိုပြီးတော့ညင်သွားပြီနောက်တစ်ခါလည်းထပ်ပြီးတော့ဒါစစ်တပ်ကဘုံကျဲမှာပဲထပ်လုပ်မှာပဲပေါ့လေပြောချင်တဲ့ဟာကအဲ့လိုအနေထားတစ်ခုပေါ့လေအဲ့ဆိုတဲ့ကကျွန်တော်စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာမျိုးကြီးကပြောချင်တာကအမြင့်ဖြုတ်တိုက်ဖို့ပဲကျွန်တော်တို့ကမှရမယ်ပေါ့လေအဲ့ဒီမှာအဲ့ဒီတော့ကိုကျွန်တော်တို့ကအခုကျွန်တော်တို့ကဒီငြိမ်းချမ်းရေးလို့တက်လိုက်တာပေါ့လေခေါင်းစဉ်ကျွန်တော်တို့ငြိမ်းချမ်းရေးဆိုတဲ့တက်တဲ့ဒီခေါင်းစဉ်ရဲ့နောက်မှာကျွန်တော်တို့အချက်နှစ်ချက်ရှိတယ်ဗျအဲ့ဒါပါလဲဆိုတဲ့ခါကျတော့ဒီအခြေအနေကြီးကိုကျွန်တော်တို့ကရပ်တန့်လိုက်ခြင်းပြီးငင်းချမ်းကြီးလို့လာပြောတာနော်ကျွန်တော်တို့ပြောတဲ့ငင်းချမ်းကြီးဆိုတော့ထာဝရငင်းချမ်းကြီးအရင်ကြီးကောင်းမှုနဲ့ဟာကြီးကိုကျွန်တော်တို့ပြောတာပေါ့ဒီအခြေအနေအခုလို့ကျွန်တော်တို့ဗျာစစ်ကော်မရှင်ရဲ့လေရင်ဘုံကျဲမှုတွေကိုကျွန်တော်တို့မှတားနိုင်စွာမရှိဘူးဗျာဒီเจ้าရံကာကွယ်ရေးလည်းမရှိဘူးသူတို့ကိုကျွန်တော်တို့ကအခုကြည့်ဒီနေပြီးတော့ထိလက်တက်မတိတ်နိုင်ဘူးဗျာကျွန်တော်တို့ပြောချင်တယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီအခြေအနေတစ်ခုမှကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်ပြည်သူစစ်ကော်မရှင်လေရင်ဘုံကျဲမှုကြောင့်ပြည်သူ4000ကျော်တည်သွားပြီဗျာဒါစစ်ဆောင်3တန်းကျော်ဒုက္ခရောက်နေကျွန်တော်ပြောချင်တယ်အများကြီးဒါဒုက္ခရောက်နေကြတယ်ဘဝတွေပြက်ပြီးတော့မြို့ဝါတွေလည်းအများကြီးပြက်စီးသွားပြီဗျာကျွန်တော်ပြောချင်တာဟာအဲ့ဒီအခြေအနေတစ်ခုကိုကျွန်တော်တို့ကရပ်တန့်သွားစေချင်ဒီအခြေအနေဒုက္ခတွေကိုရပ်တန့်သွားချင်တာဒါနံပါတ်1ချက်နံပါတ်2ချက်ကအဲ့ဒီဟာမှာခုနကကျွန်တော်ပြောငင်းချမ်းရေးဆိုတဲ့နေရာမှာကျွန်တော်အချက်2ချက်လာထောက်တယ်ပေါ့လေနံပါတ်1ချက်ကကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့မှာရွေးစရာလမ်းကပေါ့လေနလန်းပဲရှိတယ်ဥပမာဖြင့်ကျွန်တော်တို့ကဒီစစ်ကော်မရှင်ကိုအမြင့်ပြုတ်အောင်တိုက်မယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရေးဖွဲ့စည်းတွေဖြစ်ပေါ်လေတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေရောအခုလက်နက်ကိုင်ဖွဲ့စည်းအားလုံးကစုပေါင်းပြီးတပ်ပေါင်းစုကြီးဖွဲ့ပြီးတော့ကျွန်တော်တို့ကရန်ကုန်မန္တလေးနေပြီးတော့ထိတက်သိမ်းနိုင်မှာကျွန်တော်တို့ကဒီဟာတစ်ခုကိုဒီဟာကိုအပိတက်မယ်ပေါ့လေအဲ့လိုတက်သိမ်းနိုင်ဖို့အတွက်ကိုကျွန်တော်တို့မှာစီးလုံးနိုင်စွာအခုလိုတစုတကွဲပေါ့ဗျာ MND ဆိုတဲ့ဒါလာရှုတက်သိမ်းတယ်ဒါဟို NRPD 2000ကျော်တော့ကျွန်တော်အသက်ပေးတဲ့ဒီတိုင်းပလိုင်းကြီးပြန်ပေးလိုက်တယ်ဗျာသူတို့တရုတ်ရဲ့ PR နဲ့ပေါ့လေအခု TNA ဆိုမိုးကိုနဲ့မိုးမစ်ကိုတိုက်ထားပြီးတော့တိုက်ထားတာတော့မှဒီဘက်ကမန္တလေး PTN နဲ့မိုးကိုပြူဟာကအဝယ်မခံဘူးလေစီအုပ်စုကိုဘယ်လိုပဲသူတို့ကြီးညာချက်တွေထုတ်တယ်အလူငွေဆိုတဲ့ဒါဒေါ်လာ9000ကျော်လာမသိရလိုက်သေးတယ်ပေါ့ဗျာဒါကိုစီအုပ်စုကိုတိုက်မယ်အဲ့ဒီဟာကိုအဝယ်မခံဘူးဆိုအခုပလင်းကြီးပြန်ပေးလိုက်ရတယ်ဗျာအဲ့လိုအနေထားတွေတချို့ဖွဲ့စည်းတွေဆိုတဲ့ဒါဟိုတိုင်းသားနဲ့ကဖွဲ့စည်းတွေလည်းမပါဝင်သေးတဲ့ဟာတွေလည်းရှိတယ်ပေါ့လေအဲ့ဒီမှာဟိုကကျွန်တော်တို့အခုဟိုအညာ PDF ဖွဲ့စည်းတွေမှာဟို NUG တောက်ကဖွဲ့စည်းတွေရော local PDF တွေနဲ့ဒါကွဲပြားနေတဲ့ဟာတွေသူတို့အဖွဲ့စည်းချင်းချင်းကြားမှာအဲ့လိုပုံစံမျိုးကျွန်တော်ညီညွတ်မှုတွေကကျွန်တော်တို့ကဟိုအားနည်းနေတယ်ပေါ့ဗျာအဲ့လိုစီးလုံးညီညွတ်မှုတွေအဲ့ဆိုတဲ့ခါကျတော့ဒီနောက်တစ်ခုကအခု NUG ရဲ့ဖြစ်နေတဲ့အခုကျွန်တော်ပြောရမယ်ဆိုတာဆိုဒီဟာလေးပြောလိုက်တော့ကျွန်တော်နည်းနည်းအဆက်ခံမဲ့ပုံတော့ပေါ်တယ်ဗျာဒါပေမဲ့လည်းဒါပြောမယ်နေတာဆိုအခု NUG ကိစ္စဆိုလဲဒါမတ်ကြီးပြကိစ္စတို့ဒီတခြားကိစ္စလေးတွေလည်းအများကြီးရှိမှလည်းဖြစ်ခဲ့တဲ့ကိစ္စတွေဟိုတင်းနေမဖြစ်ရှင်းနိုင်တဲ့နေတာသူနောက်တစ်ခု NUG ကိုယ်တိုင်ကအစပေါ်နေပြီးတော့ထစ်သိမ်းဖို့အစီအစဉ်ရှိလားလုံနိုင်စွမ်းရှိလားနံပါတ်1ချက်ကအစီအစဉ်ရှိလားလုံနိုင်စွမ်းရှိလားအစီအစဉ်ရှိတိုင်းလည်းသူကလုံနိုင်စွမ်းရှိဖို့လေလိုလေးတာပေါ့ဗျာအဲ့ဒီမှာကျွန်တော်တို့အကုန်လုံးကိုအခုဖြစ်ဖြစ်နေတဲ့မြေပြင်မှာဖြစ်ဖြစ်နေတဲ့အခြေအနေတွေရောနောက်ပြီးတော့စစ်အုပ်စုမှာတရုတ်တို့ရုရှားတို့ကြောထောက်နောက်ခံလှုပ်လာတဲ့ကိစ္စတွေကစားလာတဲ့ကိစ္စတွေကမ္ဘာကြီးအခက်အခဲတွေပြန်ကြည့်လိုက်တဲ့ချိန်မှာကျွန်တော်တို့ကမယုံကြည်ခြင်းဆိုတဲ့ဟာကြီးကကျွန်တော်တို့ကောင်းထဲမှာဒိုင်းဆိုပြီးတော့ရိုက်ထည့်လာတယ်ပေါ့လေအဲ့ဆိုတဲ့ကကြောင့်ဒီဟာကြီးကိုအမြင့်ဖြတ်ဖို့တက်ကောင်ငါတို့ကနောက်ထပ်အခုလည်း9နှစ်ကြာလို့ရကတိတွေစာမတင်ရဘူးနောက်ထပ်10နှစ်ကြာအောင်မလားနောက်ထပ်အနည်း90ကြာမှာနောက်ထပ်အနည်း900ကြာအောင်မလားကျွန်တော်တို့ကပြောချင်တာကစစ်အုပ်စုကိုလည်းဟိုစစ်အုပ်စုကလည်းမရှုံးတယ်လို့သူ့ကိုလည်းအမြင့်မဖြတ်နိုင်တယ်လို့တော်လိုင်းကြီးကလည်းဘယ်တော့မှအားနေတော့မှာမဟုတ်ဘူးပေါ့လေအဲ့ဆိုတော့ကျွန်တော်တို့ရဲ့ဒီအခြေအနေကိုကြည့်တတ်တဲ့ချိန်မှာကျွန်တော်တို့ကဟိုစစ်အုပ်စုကိုလည်းမနိုင်တယ်လို့တော်လိုင်းကြီးဖွဲ့စည်းကလည်းဘယ်တော့မှရှုံးမှာမဟုတ်တော်လိုင်းကြီးဖွဲ့စည်းကပို့ပြီးတော့အားကောင်းလာအောင်မှာကျွန်တော်တို့ကပို့ပြီးတော့မှနာကျင်မှုတွေစစ်ကော်မရှင်ရဲ့လေဘုံကျဲမှုတွေနဲ့ကျွန်တော်တို့ပို့ပြီးတော့ဒီစီးလုံးမှုတွေလည်းဖြစ်လာမယ်အဲ့လိုဆိုတော့ကတော့မနိုင်မရှုံးအခြေအနေနဲ့ကိုကျွန်တော်တို့ကရှစ်ဆက်ပြီးတော့နေပေါင်းဘလောက်ထိတွားမလဲဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော်တို့ကဘဒူတွေရှုံးလဲဆိုတော့ကျွန်တော်ကြပြရွတ်တယ်လို့ပေါ့ဗျာဘဒူတွေနိုင်တယ်လည်းမမီးနေပေါ့ဗျာဘဒူတွေတည်နေတယ်အခုဘဒူတွေဘောကပြတ်သွားတယ်ပေါ့ဗျာအခုတချို့ပြည်သူတွေဆိုလဲဒါလူငယ်တွေဒါ
ဒါပြည်တဲ့ဝင်နေတဲ့လူငယ်တွေကလည်းသူတို့လည်းပြည်သူတွေပါပဲပြောချင်တာသူတို့လည်းဒီမှာလူငယ်တွေအသက်တွေပေးကြရတယ်ဗျာဒါကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဗောလေဒုပြည်သူတွေလည်းဒီမှာစစ်ဆောင်တွေခက်ရောက်နေကြတယ်ဗျာအဲ့ဒီအချိန်တွေမှာထပ်ပြီးအဲ့ဒီဟာကိုအကုန်လုံးခြုံပြီးပြောရမယ်ဆိုကျွန်တော်တို့ဒီမယုံကြည်ခြင်းနဲ့ဒီထုတ်ကတွေကိုရပ်တစေခြင်းဆိုတဲ့နှစ်ခုကိုကျွန်တော်ကငြိမ်းချမ်းရေးဆိုပြီးကောင်းစီတက်လိုက်တာပေါ့ဗျာအဲ့ဒါကိုလည်းတချို့တွေကလည်းဒါမိခွန်းတွေကျွန်တော်တို့ပြောကြတယ်ထောက်ရငြိမ်းချမ်းရေးဆိုစစ်အုပ်စုအမြင်မဖြတ်နိုင်ခြင်းမရဘူးဆိုတော့အဲ့ဒါတွေကကျွန်တော်တို့လည်းသိရှိပြီးသားဖြစ်ပါတယ်ကျွန်တော်ခုနကတော့မိခွန်းအဖြစ်မှာလည်းကျွန်တော်ပြောပြီးတော့ပြီဗောလေဒါစစ်အုပ်စုဆိုတာ2008ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတော့ဒါညောင်နယ်ပင်ကြီးလာခါလုပ်ပြီးတော့ဗောလေဒါစစ်အုပ်စုကသူစိတ်ကြိုက်အချိန်မီအာဏာထက်တင်းထတင်းလို့ရတဲ့ဖွဲ့စည်းပုံကြီးဖြစ်နေတယ်ဗောဗျာပြောချင်တာကဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာကျွန်တော်ရွေးကောက်ပွဲဝင်ပြိုင်နေတယ်ဆိုတော့သူတို့အချိန်မီအာဏာထတင်းမှာသူတို့လက်ခုပ်ထဲကရေးဗျာဒါကြီးကကျွန်တော်တို့ရှင်းနေပြီးတော့ပြီဗျာကျွန်တော်တို့ပြောချင်တဲ့ဟာကအဲ့လိုပုံစံမျိုးအဲ့ဒီမှာဗောကျွန်တော်တို့ပြောတော့တဲ့အချိန်ကရှင်းသွားပြီအဲ့တော့ကိုကျွန်တော်တို့ပထမရကျွန်တော်တို့ခေါင်းထဲမှာကဒီစစ်အုပ်စုကိုကျွန်တော်တို့ကအမြင့်ဖြတ်ရမယ်ဆိုတဲ့အတွေးခေါ်မျိုးဒါခုနကတော့ဗလာတော့ပြောပြရပြီပါအစတော့လူလူဆန့်ကျင်ဆန္ဒမျိုးကျွန်တော်ဖြုတ်ချနိုင်မယ်ထင်ခဲ့တယ်နောက်တော့အမြင့်ဖြတ်ရမယ်ဆိုရင်ဒါမှအခုလိုအခင်းကျင်းတွေအများကြီးကြောက်တဲ့ချိန်မှာကျွန်တော်တို့ခေါ်မှုတွေကြတော့နည်းနည်းပေါ့ဒီကျွန်တော်တို့ကအဲ့ဒီဟာထက်ကိုကျွန်တော်တို့ကအခုလိုပြည်သူတွေတေချီနေတာစစ်ကော်မရှင်ဘုံကျဲနေတဲ့ဟာကိုရပ်ပြီးတော့လေပြည်သူအခုလိုတေချီနေတာမျိုးပါတွေဖြက်စီးနေတဲ့ဟာကိုရပ်သွားတဲ့အခိုက်အတန့်တစ်ခုကိုကျွန်တော်တို့ကလောလောဆယ်ဒီဟာတစ်ခုကိုပဲပေါ့လေအဲ့လိုပုံစံမျိုးကိုပဲကျွန်တော်တို့ကဥတီတာပေါ့ကျွန်တော်ဒါကတော့ကျွန်တော်ရဲ့ personal ဥတီချက်ပါအဲ့လိုပဲကျွန်တော်ပြောလိုက်ပါမယ်ဟုတ်ကဲ့လုပ်ငန်းစဉ်အရကျွန်တော်တို့ကအကောင့်ထဲပေါ်တာပေါ့လေကျွန်တော်တို့ပြောချင်တဲ့ဟာကအဲ့ဒီမတိုင်ခင်မှာလည်းကျွန်တော်တို့ကပြောခဲ့ပြီးသွားပြီပေါ့လေအဲ့ဒီမှာအော်ယံဝမ်ပြည်မှုမှာကျွန်တော်တို့ပါဝင်ပြီးတော့ကျွန်တော်စကားပြောထားတဲ့ဗီဒီယိုဖိုင်လေးတင်ထားပါလေကျွန်တော်တို့မှာကရွေးချယ်စရာလမ်းတစ်ခုပဲရှိတယ်နံပါတ်1အချက်ကကျွန်တော်တို့ကနေပြီးတော့ထိကိုတက်သိမ်းနိုင်မှုတက်ကိုကျွန်တော်တို့ကအကုန်လုံးတပ်ပေါင်းစုကြီးစုဖွဲ့ပြီးကျွန်တော်တို့တိုက်မှရမယ်အခုလိုMND ကပြန်ပေးလိုက်တာလေဆွေးနွေးတဲ့လူကဆွေးနွေးတပွဲတပြားပေါ့လေမရှိမလုံးတွေဖြစ်နေလို့မရဘူးတိုက်မယ်ဆိုအားလုံးဘုံတဘောတူညီချက်နဲ့ကျွန်တော်တို့အကုန်လုံးစုပေါင်းပြီးကျွန်တော်တို့ပလင်မဟာဗျူဟာဆွဲပြတာကျွန်တော်ပြောချင်တာဥပမာပြကွာဒီစစ်ပွဲကိုကျွန်တော်တို့က3နှစ်အတွင်းပြီးတိုက်မယ်နှစ်ကိုလက်နဲ့ရခါစုမယ်ဆိုစုမယ်ဗျာစစ်ပြန်မယ်ဆိုပြင်မယ်ဗျာပြီးအဲ့ဒီဟာကြီးကိုကြီးညာမယ်တိုက်မယ်ဗျာဘယ်နှစ်အတွင်းကိုတိုက်မယ်ဗျာဘယ်ဘလူးဗျူဟာဆွဲပြီးတော့တိုက်မယ်ပေါ့ဗျာကြီးညာပြီးတိုက်လိုက်တယ်ပေါ့ဗျာကျွန်တော်တို့တရားကဘာစစ်လို့ပေါ့ဗျာမတိုက်ဘူးဆိုလည်းနိုင်မနိုင်ဘူးဆိုလည်းကျွန်တော်တို့ကပေါ့လေဒီမနိုင်ဘူးဆိုရင်နည်းနည်းရိုင်းသွားဗျာဒါအဆက်ခံမယ်စကလုံးကြီးဒါတော့နည်းနည်းဟောလို့ပြောချင်တာကဒီအခြေအနေတစ်ခုကိုကျွန်တော်တို့ဟောမလုပ်နိုင်ဘူးဆိုလည်းတွေ့ဆုံဆွေးနွေးမှုပေါ့ဗျာအဲ့ဒီ line ကိုကျွန်တော်တို့မဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးညီနိုင်မှုနဲ့ကျွန်တော်တို့တောရမယ်ပေါ့ဗျာအဲ့လိုပုံစံမျိုးပေါ့အဲ့ဒါကိုကျွန်တော်တို့ပြောခဲ့ပြီးသွားပြီပေါ့ဗျာပြောချင်တာအခုရွေးကောက်ပွဲပြီးမှကျွန်တော်တို့ကဒီဟာကိုအချိန်ကလောက်တာမျိုးအဲ့ဒါတော့ဒါတိုက်ဆိုင်မှုလေးဖြစ်သွားတယ်ပေါ့လေကျွန်တော်ပြောနေတာကျွန်တော်လုပ်ငန်းစဉ်အရာကိုကျွန်တော်တို့အမေစုလူမျိုးရေးတွေစားစားလုပ်လာတယ်ပြီးတော့ကျွန်တော်တို့အခုငင်းနေတောင်းဆိုပဲလုပ်တယ်ဗျာဒါပဲကျွန်တော်တို့ကပြီးတော့နောက်တစ်ခါငင်းနေတောင်းဆိုပဲလုပ်တဲ့ချိန်မှာကျွန်တော်တို့ကငင်းချမ်းကြီးတိဆောက်တူမဟုတ်ဘူးဗျာကျွန်တော်တို့ကအတန်လွဲ့လာပြီးရှိတာဗျာအဲ့ဒီအတန်လွဲ့တာကမှကျွန်တော်တို့ရဲ့ဒီဟာကိုကျွန်တော်တို့ကဒီဘာသာရေးဆရာတော်တွေပဲတိကအားကိုအခုဆိုလေဒါအမေရိကန်မှာဒါမိုင်ပေါင်း2300ကျော်ဗျာဗုဒ္ဓဘာသာယဟန်တို့တွေဥဆောင်ပြီးတော့ငင်းကြိုင်းတက်လမ်းလျှောက်နေကြတယ်ဗျာသူတို့ပဲကျွန်တော်ဗုဒ္ဓဘာသာဆရာတော်ကြီးတွေဆိုတာမေတ္တာတရားကိုအခြေဗုဒ္ဓမေတ္တာတရားကိုလမ်းညွှန်ခဲ့တယ်ဗျာနိဗ္ဗာန်ဆိုတာကလောဘဒေါသဘာမှမရှိတော့ဘူးဗျာအေးချမ်းနေငြိမ်းချမ်းနေဗျာလူတွေကိုမတည်ဘူးဗျာကျွန်တော်ဗုဒ္ဓဘာသာရဲ့အခြေခံ၅ပါးတီလာဗျာ၅ပါးတီလာမှာပါဏာတိပါဒသူတစ်ပါးအထက်ကိုမတက်ရဘူးဗျာဒါလိုပဲဆရာတော်ကြီးတွေအခုလိုစစ်ပွဲတွေဖြစ်နေတာလူတွေတက်တာကိုသူတို့အနေနဲ့မျက်ကွယ်ပြုမနေတဲ့မှုပေါ့ဗျာကျွန်တော်ပြောချင်တာအဲ့ဒီတော့ကိုဆရာတော်ကြီးတို့ကိုကျွန်တော်ကဒီငြိမ်းချမ်းရေးကိုပြည်တွင်းမှာလှုပ်ရှားမှုတွေဖြစ်လာအောင်သိတယ်မလားတူအားတစ်ခုဖြစ်တော့သူတို့ရဲ့ဒါအရေးတွေနဲ့ပါဝါတွေနဲ့ကျွန်တော်တို့ကဒါဖြစ်လာစီချင်တာပေါ့ဗျာအနည်းဆုံးတကားကိုအရင်ခောက်အောင်ပါဗျာကျွန်တော်တို့ကအခုကကျွန်တော်တို့လုပ်နေတာကလေကျွန်တော်တို့ကအခုကျွန်တော်ငင်းချိုင်းတောင်းဆိုလိုက်တာနဲ့ကငင်းချိုင်းလေးရလာမှာမဟုတ်ဘူးဗျာကျွန်တော်တို့ကခုနောက်လည်းကျွန်တော်ဖြေပြီးတော့ပြီကျွန်တော်တို့ကငင်းချိုင်းတိဆောက်တူတွေမဟုတ်ဘူးဗျာကျွန်တော်တို့ကငင်းချိုင်းကိုစပြီးအတန်လိုက်တန်လိုက်တာပဲရှိတယ်ငင်းချိုင်းကိုတိဆောက်တဲ့လူတွေကအခုကျွန်တော်တို့ဒီစစ်ကော်မရှင်အဲ့ဒီစစ်အုပ်စုဒီစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ဒီဘက်ကကျွန်တော်တော်လိုင်းလက်နဲ့ကအဖွဲ့အစည်းကောင်းတွေတိုင်းသားကောင်းဆောင်တွေသူတို့တွေ့ဆုံဆွေးနွေးညီနိုင်မှုဖြစ်လာမှာတာပေါ့လေအဲ့ဒီတွေ့ဆုံဆွေးနွေးညီနိုင်မှုဖြစ်လာဖို့အဆင့်ကကျွန်တော်တို့ကဒီအခုမှစပြီးတော့ဒီငင်းချိုင်းအော်တဲ့အဆင့်ပေါ့လေငင်းချိုင်းအော်လိုက်ရင်တော့မှသူတို့တွေ့ဆုံဆွေးနွေးညီနိုင်မှုကဖြစ်ချင်မှလည်းဖြစ်အောင်ပါပေါ့လေဒီပေါ်မှာကနောက်ထပ်တစ်ဆင့်ကျွန်တော်တို့ကဒီငင်းချိုင်းလို့ဆိုမှတွေ့ဆုံဆွေးနွေးမှုညီနိုင်မှုလမ်းကြောင်းကိုရောက်လာအောင်ဒါဥဆောင်နိုင်တဲ့အစုအဖွဲ့ကပေါ်လာအောင်ပါပေါ့လေကျွန်တော်ပြောချင်တဲ့ဟာကအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကငင်းချိုင်းကိုကျွန်တော်စတဲ့အတားနည်းနေပဲရှိတယ်အဲ့ဒီပုံမှာဘာသာရေးကောင်းဆောင်တွေဥဆောင်လာတယ်ကျွန်တော်တို့နောက်ကလိုက်မယ်အဲ့ဒီပုံစံမျိုးအခုဟာကြီးကကျွန်တော်တို့ကဗျာအခုပြောနေတဲ့ပုံစံမျိုးကျွန်တော်အဆင့်တွေအများကြီးကြော်သွားပြီဗျာကျွန်တော်ပြောချင်တဲ့ဟာကအဲ့ဒီနေစားတကူကျွန်တော်အနည်းဆုံးတကားကိုပဲအရင်ခောက်မယ်ဗျာဟုတ်ကဲ့ဒါလေးကိုကျွန်တော်ဖြည့်ချင်နေဗျာကျွန်တော်တို့ကခုနကတော့အခုလေကျွန်တော်တစ်ခုပြောပြလိုက်ပါဗျာကျွန်တော်တို့ကအနည်းဆုံးတကားကိုကျွန်တော်တို့မြန်မာတွေရဲ့ delay တစ်ခုကိုဗျာအနည်းဆုံးတကားကိုအရင်မခောက်ဘူးဗျာကျွန်တော်တို့အဝေးဆုံးကိုလမ်းမျိုးကြည့်နေတယ်ဗျာအဲ့လိုပဲကျွန်တော်တို့မှာဒီကုမ္ပဏီတစ်ခုမှဆိုရင်လည်းကျွန်တော်တို့ကဗျာနံပါတ်1ချက်ပြကျွန်တော်အလုပ်တမအဆင့်ရှိမယ်ဗျာမန်နေဂျာအဆင့်ရှိမယ်ဗျာ CEO အဆင့်ရှိမယ်ဗျာ
အဲ့လိုပဲအလုပ်တမကကျွန်တော်တို့ကမန်နေဂျာလို့ကိုတွားလို့မရဘူးဗျာ CEO အလုပ်ကိုတွားလို့မရဘူးဗျာဒါပေမဲ့အလုပ်တမသူ့အလုပ်ကိုသူလုပ်အောင်မှာပေါ့ဗျာအဲ့လိုပဲကျွန်တော်တို့ဒီငိမ့်ချမ်းရေးတောင်းဆိုတာပဲဖြစ်ဒီအမေစုလူမျိုးရေးတောင်းဆိုတာပဲဖြစ်ဘူးဗျာကျွန်တော်တို့ဗဒုံမီမဲအောင်လိုင်းကိုကျွန်တော်တို့တွားပြပြဗဒုံမီမဲအောင်လိုင်းမဲအောင်လိုင်းရေခဏတော့ဒီမှာအမေစုကိုလူပေးလိုက်ပါငိမ့်ချမ်းရေးလုပ်ပါကျွန်တော်ပြောတာသူနားထောင်မှာတိလဲတိမှာမဟုတ်ဘူးလေဒါတော့ကျွန်တော်တို့မှာပါဝါလည်းမရှိဘူးဗျာကျွန်တော်ကတိတယ်ဗျာခုနကလည်းငိမ့်ချမ်းရေးတိဆောက်တူကိုလည်းကျွန်တော်ဥပမာပြပြီးလိုက်ဗျာကျွန်တော်ငိမ့်ချမ်းရေးတိဆောက်တူတွေကိုအတန်လွန်းနေတူပဲဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့လုပ်ရမယ်တမိုင်းပြေးတောင်ကဗျာလူတွေအများကြီးတည်နေတယ်အဲ့ဒီတော့ကိုအမေစုလူမျိုးရေးဝတာဆရာတော်ကြီးတွေကိုတောင်းဆိုတယ်အဲ့ဒီတော့ကိုငိမ့်ချမ်းရေးအခုလိုလူတွေတည်နေတာကိုရပ်ဖို့တက်ကိုဒီအခိုက်အတန့်ကိုရပ်ဖို့တက်ကိုကျွန်တော်တို့ဒါကိုဖြစ်စေခြင်းကိုကျွန်တော်တို့ကတောင်းဆိုတယ်ဗျာဆရာတော်ကြီးတွေလည်းလုပ်ပေးကြပါအောင်ဆိုတဲ့ပုံစံမျိုးပေါ့ဒီဒါကျွန်တော်တို့ရဲ့တမိုင်းကျွန်တော်တို့လုပ်ရမယ်အပိုင်းဗျာဆရာတော်ကြီးတွေအနေနဲ့တောင်းဆိုတယ်မတောင်းဆိုနေဆိုခုနကလည်းကျွန်တော်ရှင်းပြီးဆွေးနွေးတော့တဲ့အချိန်မှာဒါဆရာတော်ကြီးတွေတမိုင်းဖြစ်သွားပြီပေါ့ဒီပြောချင်တာကဆရာတော်ကြီးတွေနဲ့တောင်းဆရာတော်ကြီးတွေနဲ့တောင်းဆိုလိုက်တာတော့မှဗုဒ္ဓမူကြီးမဲအောင်လိုင်းကဒါလက်မခံပေးဘူးတော့မပေးဘူးဆိုတာသူ့ရဲ့တမိုင်းထပ်ဖြစ်သွားပြီပေါ့ဗျာဖျားကြီးဟိအောင်တယ်ပြီးတော့ဒါတော့မှမတောင်းဆိုဘူးဆိုတာအဲ့လိုပုံစံမျိုးပေါ့အဲ့တော့ဖြစ်နိုင်လားမဖြစ်နိုင်လားလဲဖြစ်မယ်လို့ထင်လားမထင်လားဆိုတာကခုနကသူတို့ရဲ့ဒီဆရာတော်ကြီးတွေရဲ့အလုပ်နဲ့ဒီဗုဒ္ဓမူကြီးမဲအောင်လိုင်းရဲ့အလုပ်ပေါ့ဗျာကျွန်တော်ပြောချင်တာဒီငိမ့်ချမ်းရေးဆိုတဲ့ဟာကတော်လိုင်းရေးဖွဲ့စည်းတွေကစလို့မရဘူးစစ်ကော်မရှင်ကအရင်စအောင်ဘာလို့ဆို तू ကအားကြီးတယ်ဗျာ तू ဘုံကျဲနေတာလေ तू ပဲမြို့ပါတွေပြက်နေတာလေ तू ဘုံကျဲလို့ပြက်နေတာပဲအဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီမှာကျွန်တော်တိုင်းပြည်အနာဂတ်ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ဟာပေါ့လေတိုင်းပြည်အနာဂတ်နဲ့ပြည်သူ့အကျိုးရှိရှိစစ်ကော်မရှင်တောင်းဆိုသည့်အချက်များတောင်ဆန်းစုကြည်နဲ့နိုင်ငံရေးကြီးနှံများအားလုံးကိုအများဆုံးလုပ်ပေး၍တွတ်ဆုံဆွေးနွေးမှုဖြင့်အဖြေရှာပေးရန်တနိုင်ငံလုံးအဖြစ်ကရဆဲကြောင်းကြေညာ၍လိန်ရီဘုံကျဲနေမှုများတံပြန်ထိုးစစ်ဆင်နေမှုများကိုချက်ချင်းရပ်တန့်ပေးရန်တော်လိုင်းတပ်ဖွဲ့များတိုင်းဒေသနဲ့ကဖွဲ့စည်းများအားလုံးကိုဖိတ်ခေါ်ကငင်းငင်းဆွေးနွေးပေးများစတင်ကျင်းပပေးရန်စစ်မှုထမ်းဥပဒေကိုဆိုင်းငံ့၍အတဲအဓမ္မဖန်ဆီးစစ်မှုထမ်းခိုင်းနေမှုများနဲ့စစ်အာဖြစ်တဲ့မှုများရပ်တန့်ပေးရန်မြန်မာပြည်သူများအလူဆုံးထိနိုင်နေရှိတော့မြစ်ဆုံစီမံကိန်းဆက်လက်ကောင်းတဲ့ပေါ်ဆွဲနေမှုကိုဆိုင်းငံ့ပေးရန်ဒီအချက်၅ချက်ကိုအခုဆဲနေတယ်ဒီဟာကိုမကြည့်ဘူးဗျာကျွန်တော်ပြောချင်တဲ့ဟာကအခုဗိုလ်ချုပ်ဦးကြီးမရအောင်လဲအခုကျွန်တော်စစ်ကော်မရှင်ကနေမှဒီဟာကိုတနင်္ဂနွေလို့ပြစ်ခတ်ရဆဲတော့တောင်ဆန်းစုကြည်တွေကိုလုပေးပြီးတော့သူကနေတနင်္ဂနွေလို့ပြစ်ခတ်ရဆဲကြောင်းဆိုပြီးတော့သူကနေကြီးညာပြီးတော့ဒီဟာတွေဖြစ်လာတဲ့ခါကျမှတော်လိုင်းရေးဖွဲ့စည်းတွေကနေလက်ကမ်းကြိုဆိုပြီးတော့မျိုးတိတ်တက်ပွဲတွေရပ်ပြီးတော့တွတ်ဆုံဆွေးနွေးပါဆိုတဲ့ဟာကိုကျွန်တော်တို့ကထုတ်ပြန်ထားတာဗျာကျွန်တော်ပြောချင်တာကအခုကကျွန်တော်တို့ဆဲနေတဲ့ဟာဗျာကျွန်တော်တို့ကတော်လိုင်းရေးဖွဲ့စည်းတွေကိုမတိုက်တော့နေတော့ပြောတယ်ပေါ့ဗျာဒီဘက်ကတော့စစ်အုပ်စုပုံကျဲနေတယ်ကျွန်တော်တို့ကဒီဟာတစ်ခုကိုလေထုတ်ပြန်ချက်ထုတ်တာပဲဖြစ်ကျွန်တော်တို့ရဲ့လူရင်းတွေကိုကျွန်တော်တို့ကနားလည်မှုတွေလွှဲပြီးတော့ဆွေးနေကြတယ်ပေါ့ဗျာအဲ့ဒါကိုလည်းကျွန်တော်ဆက်ဆက်ပြီးပြောချင်တယ်ပေါ့နံပါတ်1ချက်ကကျွန်တော်တို့ကဒီဟာတစ်ခုကိုဒါလူတွေအများကြီးတင်နေပြီအဲ့တော့ကျွန်တော် message ပေးတာကျွန်တော်တို့ဒီဗိုလ်ချုပ်မှုကြီးမအောင်လည်းပဲစစ်ဗိုလ်ချုပ်ကြီးတွေပဲဖြစ်ကျွန်တော်တို့ဒီကနေလည်းထပ်ပြီးတော့ message ပေးခြင်းတယ်ပေါ့သတင်းစကားပါခြင်းတယ်တောင်းဆိုခြင်းတယ်အဲ့ဒါလေးပေါ့လေအဲ့တော့ဗာလဲဆိုတော့ကျွန်တော်တို့လူတွေဟာအခုဗိုလ်ချုပ်မှုကြီးမအောင်လည်းလို့ပါလို့ဆိုတာဘာပေါ့လေဒါ90ပြည့်ခြင်းလည်းပြည့်တော့မယ်ဗျာကြော်ရင်လည်းကြော်တော့မယ်နောက်ထပ်10နှစ်သူအသက်ရှင်နေအောင်မလားအနည်း20လားကျွန်တော်10နှစ်နဲ့20ဆိုတော့ခဏပဲဗျာကျွန်တော်တို့အခုရှာထားတဲ့စီးစင်းအုပ်တဲ့ယာရုပါဝါတေးဘာမှမပါဘူးဗျာကျွန်တော်ပြောနေတာကအဲ့အတွက်ကိုအာနာကိုပါဝါထွက်ဆိုတာထက်ကိုအများအကျိုးပြည်သူအကျိုးအခုလိုတည်နေတဲ့ဟာကိုရပ်ဖို့တတ်သိရှိကျွန်တော်တို့ကဆုံးဖြတ်စေချင်တယ်ပေါ့ဗျာတတ်သိရှိတယ်ဆိုတဲ့ဟာကကျွန်တော်ပြောချင်တာဗျာငင်းကြရင်လုပ်တယ်ဆိုတတ်သိရှိမှလုပ်လို့ရတယ်ဗျာကျွန်တော်ပြောချင်တဲ့ဟာကအခုလိုအင်အားကြီးတဲ့သူကအင်အားငယ်တဲ့သူကိုအနိုင်ကျင့်တယ်လက်နဲ့မရှိတဲ့သူကိုအခုလိုလေရင်ဘုံချက်တတ်တယ်ဆိုတာဒါတတ်သိရှိတဲ့လုပ်ရမှာမဟုတ်ဘူးဗျာတတ်သိရှိတယ်ဆိုတော့ကိုယ်မှာလက်နဲ့တည်ရှိတယ်ကွာငါမင်းတို့မတတ်ဘူးကွာငါမိတ္တတရားကြီးမားတယ်ကွာဒီဟာတစ်ခုတက်ကိုသူအတ္တကိုငါရဲ့အတ္တထက်ကိုငါဒီတမလာကြီးဖြစ်ရပါပဲငါခေါင်းဆောင်ကြီးဖြစ်ချင်တယ်ငါရဲ့ကိုကျိုးစည်းပွားတွေအတွက်ဆိုတာထက်ကိုအများကျိုးတက်ကိုလုပ်နေတာတတ်သိရှိကိုယ့်ရဲ့ကိုကျိုးကိုဆွပြီးတော့အဲ့လိုမျိုးကျွန်တော်ဗိုလ်ချုပ်မှုကြီးမအောင်လို့တတ်သိရှိစီချင်တယ်ဗျာဒါအခုစစ်တပ်တက်ခွာတဲ့လူတွေဗျာလေဘုံကျဲပြီးတော့ဒီဘက်ကပြည်သူတွေတည်သွားတဲ့ဟာကိုပျော်ရွှင်မြူးတူးနေတယ်ဗျာဟာဘလူလူဖွဲ့စည်းကြီးတွေဗျာကျွန်တော်တို့အရန်ယူမုန်းနေဗျာလူတွေတည်နေတာလေဗျာပြည်သူတွေတည်နေတယ်ဗျာနှလုံးသားမရှိတဲ့သူတို့လောက်ရတဲ့ကျွန်တော်တို့မကြိုက်ဘူးဗျာဒီလိုပဲကျွန်တော်တို့တော်လိုင်းဖွဲ့စည်းတွေတစ်ခုခုဒီဘက်ကတချို့တွေနည်းနည်းဖြစ်သွားတာတွေရှိတယ်ဗျာသိတယ်မလားနည်းနည်းလေးပြန်ပြီးတော့အခုဆိုဒလန်ဆိုပြီးတော့ပြတ်တက်သွားတဲ့ဟာတွေသိတယ်မလားဒါအုပ်ချုပ်ရေးမှုတွေပါအဲ့ဒီဟာတွေဒါတွေကကျွန်တော်တို့အနေနဲ့နှလုံးသားရှိတဲ့တက်ကိုဗျာဒီဘက်ကလုတ်တဲ့ဟာလည်းလက်မခံဘူးဗျာပြောချင်တာလက်နဲ့မကင်ထားတဲ့လူပြတ်တက်တာမျိုးတွေပါလေကျွန်တော်တို့ကလက်မခံဘူးဗျာပြောချင်တာဒီလိုပဲဒီဘက်ကဟာတွေအဲ့လိုမျိုးလုတ်လိုက်ပြီဆိုရင်အရန်ကိုပျော်ရွှင်မြူးတူးပြီးတော့အဲ့လိုဖြစ်နေကြတယ်ဗျာကျွန်တော်ပြောချင်တာဒီလူဖွဲ့စည်းကြီးကိုကျွန်တော်တို့ကပြောချင်တာအခုတခုခုဆိုရင်လည်းဗျာအခုကျွန်တော်တို့ဆိုတဲ့အဆဲခံနေရတယ်ဗျာကျွန်တော်တို့ထုတ်တဲ့စာကိုလည်းတခြားမှာဖတ်ကျွန်တော်တို့ရဲ့ဘာကြောင့်လုပ်နေတာကျွန်တော်တို့အခုဆိုအများကြီးဆွဆွဲတယ်ဗျာဘောမာတွေရောဒလန်တွေရောစကားစားအောက်ဆဲတွေရောပြောချင်တာကဒီလိုပဲစကားစားထောက်ခံတဲ့လူတွေကျွန်တော်တို့ကိုဆဲတယ်ဗျာတော်လိုင်းဖွဲ့စည်းကျွန်တော်တို့ဆဲတယ်ဗျာကျွန်တော်ပြောချင်တာမြစ်ဆုံစီမံကိန်းကဘာလို့ထက်တွဲတောင်းဆိုရတာလဲဆိုတာအဲ့ဒါကြီးဖြစ်သွားမှာပေါ့ကျွန်တော်ကိုယ်တိုင်လည်းအရန်စိုးရင်းနေပဲကျွန်တော်ပြောချင်တာကဒီအနေထားတစ်ခုကြီးပေါ့လေဒါမြစ်ဆုံကြီးမှာဒါကြီးကတာကြီးကာလိုက်မယ်ဆိုအဲ့အတွက်ကိုကျွန်တော်တောင်းဆိုတာပေါ့လေကျွန်တော်ပြောချင်တာကအဲ့ဒါကဒီအခုကင်ထားတာစကမှာစစ်ကော်မရှင်ကင်ထားတော့တူမမဟုတ်ဘူးကျွန်တော်ဘယ်အစိုးရတက်လာမြစ်ဆုံကိစ္စတော့ကျွန်တော်တို့ကတော့ဒါတောင်းဆိုရမယ်ပေါ့လေအဲ့ဒီတက်ပေါ့လေဒါအဲ့ဒါကြောင့်မလို့ကျွန်တော်ကထက်တွဲတောင်းဆိုတာပေါ့လေဟုတ်ကဲ့နောက်တစ်ခုကလည်းအဲ့ဒီမြစ်ဆုံကိစ္စနဲ့လည်းကျွန်တော်ပြောချင်တယ်ပေါ့ဗျာကျွန်တော်တို့နိုင်ငံမှာဒါကျွန်တော်ပြောချင်တာကအခုလည်းအယူအဆပေါ့လေတချို့တွေကစစ်ကော်မရှင်ကိုတိုက်နေရတယ်လို့ယူဆကြတယ်ဗျာကျွန်တော်အယူဆအဲ့လိုမဟုတ်ဘူးဗျာတရုတ်နိုင်ငံကိုတိုက်နေရတယ်လို့ကျွန်တော်ကယူဆတယ်ဗျာကျွန်တော်ပြောချင်တဲ့ဟာက
အခုတစ်တောင်ညာနှစ်ခုအားကောင်းလာပြီဗျာကျွန်တော်ပြောချင်တာအဲ့ဒီမတိုင်ခင်ကျွန်တော်တို့ဒီမြန်မာပြည်နယ်ဆက်မှာဗျာကျွန်တော်စစ်ရေးလေ့ကျင့်မှုတွေဖြစ်ခဲ့တယ်ဗျာအခုတို့လည်းမှတ်မိမှာပေါ့ဗျာအဲ့ဒီကနေမှဒါကြောက်ဖြန်ကိစ္စနဲ့ပေါ့ဗျာဒါမဲအောင်လိုင်းကိုဒါကောင်းအောင်ပညာပြလိုက်တယ်လို့ပဲကျွန်တော်တို့ကယူဆတယ်ပေါ့ဗျာပြောချင်တာအဲ့ဒါနဲ့တရုတ်ကနေပြန်ရက်ဆိုတော့ရက်ကြပြီဗျာတရုတ်ကမျိုးပြန်ပြီးဆိုပြန်ပြီးရတယ်ဗျာကျွန်တော်ပြောချင်တာကအဲ့လိုပုံစံမျိုးပေါ့ဒီအဲ့ဒီတော့အခုမြစ်ဆုံစီမံကိန်းရတယ်တရုတ်ကအဲ့ဒီကိစ္စတွေနဲ့ဘယ်လိုအလဲတွေလုပ်ထားလဲကျွန်တော်မသိဘူးဗျာပြန်စလာပြီပြောချင်တာကအဲ့ဒီတော့ခုနကတော့ကျွန်တော်အရှိမပြောတဲ့ဟာကိုပြန်ချုပ်မယ်ဗျာကျွန်တော်စစ်ပွဲတစ်ပွဲကိုအနိုင်တိုက်ဖို့ဆိုနံပါတ်1ချက်ကျွန်တော်တို့ကငွေလိုတယ်ဗျာကျွန်တော်တို့ကငွေတွေလိုတယ်နောက်ပြီးတော့ကျွန်တော်တို့လူအတက်တွေရင်းရတယ်ဗျာကျွန်တော်ပြောချင်တာကအဲ့ဒီငွေတွေနဲ့လက်နဲ့တွေဝယ်ရတယ်ဗျာကျွန်တော်တို့ပြောချင်တဲ့ဟာကအဲ့ဒီလက်နဲ့တွေနဲ့ကျွန်တော်တို့ကလက်နဲ့တွေကအကန့်အသတ်တွေဖြစ်နေတယ်ဗျာကျွန်တော်တို့ကဒီတရုတ်ကနေယူနေရတဲ့အနေအထားတခုပြောချင်တာတရုတ်ကိုယ်တိုင်ကဗျာကျွန်တော်တို့နိုင်ငံကိုဗျာတည်တယ်မလားဟိုစစ်အုပ်စုကိုလည်းအလေးမတာခိုင်းဘူးတော်လိုင်းရေးအဖွဲ့အစည်းတွေလည်းအလေးမတာဘူးသူတို့ကစားနေတယ်ဗျာအဲ့ဒါမှသူ့အကျိုးစီးပွားအတွက်ကိုအခုမြေရှားတွေလည်းယူလို့ရမယ်ဗျာဒီစစ်အုပ်စုကိုလည်းလုပ်ပြီးတော့အခုလိုမြစ်ဆုံကိစ္စတွေလည်းလုပ်လို့ရမယ်ဗျာကျွန်တော်ပြောချင်တာကအဲ့လိုကစားနေတယ်လို့ကျွန်တော်ကယူဆတယ်ဗျာအဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီအခြေအနေတစ်ခုကြီးမှာစစ်အုပ်စုကိုလည်းမနိုင်တယ်လို့ဒီဘက်ကတော်လိုင်းစစ်အုပ်စုကလည်းမရှုံးတယ်လို့တော်လိုင်းရေးဖွဲ့စည်းကလည်းခုနပြောလို့ဒီမနိုင်မရှုံးအခြေအနေတစ်ခုနဲ့စစ်ပွဲတန်တရားကိုနောက်နှစ်ပေါင်းများစွာနှစ်90နှစ်100ပို့ပြီးတော့ထပ်ပြီးခြေချပြီးတော့ပြည်သူတွေကစစ်ပေးတွေနဲ့တင့်ပြီးတော့အဲ့လိုပုံစံမျိုးဖြစ်သွားမှာဆိုတော့ကျွန်တော်တို့ကဒီရက်တန့်ဖို့ကိုလေအဲ့ဒါကိုကျွန်တော်အော်လာဖို့ဗျာဟုတ်